အားကြီးဘယ်လိုကြည့်ရမယ်ဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြလုပ်ပေးမှာဖြစ်ပါတယ်။ cannabis အပင်ကိုစိုက်ပျိုးတဲ့အခါမှာအပင်ရဲ့သက်တမ်းအခြေအနေနဲ့လိုအပ်တဲ့အာဟာရပုံကိုကြည့်ပြီးတော့ကျွန်တော်တို့အားကြီးကျွေးရဲ့အကျဉ်းကြီးအတွက်ပမာဏတို့ကိုအတိုးလျှော့လုပ်ပေးဖို့လိုအပ်ပါတယ်။ cannabis အပင်တွေကကျွန်တော်တို့ကျွေးတဲ့ပေးတဲ့ရေနဲ့အားကြီးကိုပဲစားရတာမဟုတ်ဘူး။အားကြီးကျွေးခြင်းနဲ့အားကြီးရေပေးကောင်းခြင်းဒီအပင်ရဲ့ကျန်းမာခြင်းကြီးပွားခြင်းအထွက်နှုန်းနဲ့အပူဖြေသွေးတို့အလုံးစုံပြည့်စုံဖို့အတွက်အရင်အရေးကြီးပါတယ်။အားကြီးလို့ပြောလိုက်တာနဲ့အပင်အတွက် nitrogen, phosphorus, potassium တို့အပြင်တခြား secondary nutrient တွေဖြစ်တဲ့ calcium, magnesium, sulfur နဲ့ micronutrient တွေဖြစ်တဲ့ iron, manganese, zinc ကိုစတဲ့သတ္တုဓာတ်တွေအားလုံးမြတ်တတပါဝင်မှုလိုအပ်ပါတယ်။အပင်မောင်းရွယ်စီးလေးချိန်မှာတော့အားကြီးပြဖို့မလိုအပ်ပါဘူး။ကိုသုံးပြထားတဲ့ green medium ကဒီစင်းကောင်းပြီးလိုအပ်တဲ့သတ္တုဓာတ်အနေငယ်ပါတာနဲ့လုံလောက်ပါတယ်။အခက်လက်တွေဝေစားပြီးအပင်ကြီးတဲ့ vegetative stage စပြီဆိုရင်တော့အားကြီးစာကြွေးဖို့လိုပါပြီ။ဒီကာဖို့လိုအပ်တဲ့ဆိုခြင်းအများဆုံးလိုအပ်ပြီး phosphorus နဲ့ potassium အနေငယ်အပြင် secondary nutrient နဲ့ micronutrient တို့ကိုအချိုးစားမြတ်တာသာပေးဖို့လိုအပ်ပါတယ်။အားကြီးမကျွေးခင်ကိုယ့်ရဲ့အပင်ကအမြစ်တွေများပြီးတော့ပြတ်နေဖို့လည်းလိုအပ်ပါတယ်အမြစ်တွေတေချာဆွဲနေပြီဆိုရင်တော့အပင်ကအားကြီးကိုတေချာစားနိုင်ပါပြီအခုပူတဲ့ flowering stage မှာဆိုရင် nitrogen နဲ့ငယ်လိုအပ်မှာဖြစ်ပြီးတော့ phosphorus နဲ့ potassium တို့များများလိုအပ်မှာဖြစ်ပါတယ်ဒီသိမ်းမှုနီးလာပြီဆိုရင်တော့အားကြီးပမာဏကိုတဖြည်းဖြည်းလျှော့ချရမှာဖြစ်ပြီးရိတ်ခဏီအခြေအနေမှာဆိုရင် micronutrient လောက်ပဲကျွေးဖို့လိုအပ်ပါတော့တယ်နောက်ဆုံးကျွန်တော်တို့ကျွေးခဲ့သမျှအားကြီးတွေကိုလက်ရှင်စီးချခြင်းပြုလုပ်လိုက်ရမှာဖြစ်ပါတယ်အပင်ကတသက်တစ်လျှောက်လုံးလိုအပ်တဲ့အားကြီးကိုစေချာစားနိုင်ဖို့ pH level မှန်နေဖို့လည်းအရေးကြီးပါတယ်အားကြီးကျွေးတဲ့အချိန်မှာ pH EC ဒါမှမဟုတ် ppm ပေါ့နော်စသည်အတိုင်းအတာတွေကိုကျွန်တော်တို့ဘယ်လောက်ပမာဏကျွေးရမယ်ဆိုတော့ကျွန်တော်တို့စစ်ဆေးပြီးတော့သိရှိထားဖို့လိုတယ်အဲ့ဒီအပြင်ကျွန်တော်တို့အားကြီး process တဲ့အခါမှာလည်းအစဉ်လိုက်စနစ်တကျ process မှုလိုအပ်ပြီးအားကြီးပမာဏကိုလည်းအရင်ဆုံးနည်းနည်းစီစကျွေးရပါမယ်အပင်ကအားကြီးနဲ့အသားကျလာပြီဆိုတော့မှလိုအပ်တဲ့လောက်ပြင်ကျွေးရမှာဖြစ်ပြီးအားကြီးလောင်တာအားကြီးလိုအပ်တာမျိုးမဖြစ်ဘူးဆိုလို့ရှိရင်ပုံဒီပမာဏအတိုင်းနေ့စဉ်ကျွေးသွားလို့ရပါတယ်အပင်ကအားကြီးဒေတာစားပြီးလိုအပ်တဲ့သတ္တုဓာတ်တွေရနိုင်မယ်ဆိုရင်တော့ကျန်းမာတန်ဆွမ်းနေမှာဖြစ်ပြီးတခုခုအမှားယွင်းဖြစ်ပြီးဆိုတာနဲ့အပင်ကပူရှင်တာတို့ပုံလိုအပ်တဲ့စိုင်းလက္ခဏာပြပါတယ်အဲ့လိုပြပြီးဆိုရင်ဘယ်ဟာလိုအပ်နေရဲဆိုတာကိုကျွန်တော်တို့ဒေတာခွဲခြားသိရမှာဖြစ်ပြီးတင်လော်တဲ့ pH level run in run off ရှိမရှိရေရင်းရဲ့စသည်တွေကိုစစ်ဆေးရမှာဖြစ်ပါတယ်အားကြီးကိုအတိုးလျှော့လုပ်ရမယ်အပြင်တခြားဖြည့်စွက်အားကြီးတွေကိုလည်းထည့်ကျွေးရပါမယ်တို့ပြင်ကျွန်တော်တို့အပင်ကိုလိုအပ်တဲ့လိုပုံသွင်းဖို့ training တွေပေးပြီးတဲ့အခါမျိုးမှာလည်းအပင်ကနာပြီးအားကြီးရမ်းမစားနိုင်တာကြောင့်2ရက်3ရက်လောက်ပုံမှန်ကျွေးနေတဲ့ပမာဏထက်အနေငယ် short ကျွေးထားမှာဖြစ်ပြီးအားကြီးပြန်စားနိုင်တော့မှပုံမှန်တိုင်းပြန်ကျွေးရပါမယ်အပင်ကိုအားကြီးကျွေးတဲ့အခါirrigation system အဆက်ချစနစ် boiler spray ကျွန်တော်ရွက်ဖြန်းခြင်းနဲ့ဒီ slow release feeding ပေါ့နော်မြေကြီးတွေကိုဓာတ်ရိုက်ထည့်ကျွေးခြင်းတွေကိုလည်းကျွန်တော်သိချလေးနားလည်သိရှိထားဖို့လိုအပ်ပါတယ် irrigation system အဆက်ချစနစ်ကိုအသုံးပြုမယ်ဆိုရင်တော့အပင်တွေအတွက်အားကြီးပမာဏနဲ့ကျင်းရည်အတွက်တို့ကိုလိုအပ်တဲ့လိုချင်းကြီးလို့ရမှာဖြစ်ပြီးအပင်တွေအားလုံးကိုစနစ်တကျနဲ့မျှမျှတတကျွေးနိုင်ပြီးတော့အပင်ကသိချလေးစားသုံးနိုင်မှာပဲဖြစ်ပါတယ် boiler spray ရွက်ဖြန်းခြင်းကိုတော့အပင်ကအားကြီးလိုအပ်နေတဲ့လက္ခဏာပြတဲ့အချိန်မျိုးမှာအပင်ကိုအားကြီးမြန်မြန်စားစေဖို့အတွက်သုံးပြုလို့ရပါတယ် slow release feeding မြေကြီးတွေကိုဓာတ်ရိုက်ထည့်တာကတော့များသောအားဖြင့်သဘာဝ organic အားကြီးတွေဖြစ်ပြီးမြေကြီးထဲမှာဖြည်းဖြည်းချင်းပြိုကွဲပြီးတော့မှအပင်ကစားရဖြစ်ပါတယ်အားသာချက်အနေနဲ့ကတော့ green medium ရဲ့ဆိုတိုင်းသားနဲ့ pH level ကိုငြိမ်နေအောင်ထိန်းထားနိုင်မယ်ဆိုရင်ကျွန်တော်တို့အားကြီးကိုခဏခဏထည့်ကျွေးဖို့မလိုအပ်ပါဘူးရေသွေးကောင်းတဲ့အားကြီးတွေကိုမှန်မှန်ကန်ကန်အရွေးချယ်သုံးပြုပါအပင်ရဲ့တက်တန်အခြေအနေလိုက်လိုအပ်တဲ့အာဟာရကိုစနစ်တကျကျွေးမယ်ဆိုရင်ကျန်းမာတန်ဆွမ်းတဲ့အပင်အပြေသွေးမြင့်တဲ့အပူကိုရရှိနိုင်မှာဖြစ်ပြီးစိတ်လန်းဆိုပြီးတဲ့ cannabis အပင်လေးတွေကိုဖန်တီးစိုက်ပျိုးနိုင်ပါစေလို့တောင်းရင်းနဲ့ဆက်လိုက်ပါရခင်ဗျ